38ဖြာမင်္ဂလာတရားကိုနတ်လူအများကြံစီပေဘေးသိပေဟာမင်္ဂလာစေခုတေချာစင်မြင့်မသိပေ12နှစ်တိုင်းနှုတ်ပြိုင်မြင်လို့မင်္ဂလာအင်းမပြီးပေမင်္ဂလာတရားဝါရများဝေပြနတ်လူတွေတောင်းတိပြည်မိုးစီတဝန်ကြောင့်၌ကိန်းအောင်ပြောမွေမျက်စိနေတတ်တော်ရခမတင်ရှာသည်နတ်တာတပါချစ်ကလေးလေးမြဲရိုသိမင်္ဂလာသဘောကိုထေရှာဟောဖို့ရှောက်ပန်းချွေအာရဝိဝနာတရားအစာတာဟောကြားမိခဲ့သည်လူမိုက်ဆိုလေးရှောင်းသွေးတွေလို့မမီဝဲနဲ့ကေအောင်နေပညာရှိကိုအရှိတွေလို့မိဝဲစီကနေယူစေသုံးမယေနာမိပါများနဲ့ဆရာသမားကိုပူဇော်လေးချမ်းသာကိုပြီးဆက်ဆံရေးညောကြွေးသုံးချက်ပြီးအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအငြိနေရှေးကတင်ကြိုးပြုခဲ့ဘူးဒီကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းအောင်ထိန်လို့မတိမ်စီနဲ့စောက်တီးလေးဥစ္စာကိုပြီးနေထိုင်ရင်ရောကျွေးသုံးချက်ပြီးအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေတက်ကောင်းတရားဟုသည်များကိုကြောင်းရင်သူတရှိပါစေအိုးအင်းတီချောင်းဝမ်းစာရေးနဲ့အသက်မွေးဖို့ထပ်တင်လေးလူနစ်ဆိုင်ရာခြင်းဝင်မရကိုကောင်းစွာသင်ကြားနာလေစေမကန်ရင်ကြည်ချိုသာအေးဆိုရတတ်ပါစေအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေမြတ်မိုးရွှေတောင်းမိပါကျွေးကိုကောင်းစွာဆက်ပေးဝတ်ကြည်ကြည်ကျွေးတင်ချကတာနေမြာကိုမြောက်စားခြင်းမြင့်ဝတ်ကုန်စေအလုံးတော်ဝဲမလေးဟင်းနဲ့အပြေကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစုရေးညောကျွေးသုံးချက်ပေးအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေသုံးတန်စေတနာဖြူစင်လန်းလို့ဘေးကံဝေမျှလူနိုင်စေကိုနှုတ်စိတ်ချမ်းမမိုင်မနဲ့သူစီရဲ့တရားကိုချစ်မလေးဆွေမျိုးတွေကိုပြစ်ပါမထားနဲ့တေကာရတရားနဲ့ချီးမြှောက်လေးတန်စင်ပြင်းမျိုးလူတူကြိုးတေဟုရွတ်ဆောင်သည်အေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေမကောင်းမှုတွေကုသမြကိုမတွေ့ခင်ကရှောင်ခြင်းလေးတွေ့ကြုံလာလေးမလုံးကျူနဲ့အထူးသဖြင့်ဆောင်စည်းနေအရက်ဒီစားမတောက်စားနေမောင်မတတဲ့အရာတွေလောက်ကင်ပြောကြတတိထားတရားမမေ့စီအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေသက်ကိုဝါကိုရေကြီးရာစီကခါစားယူသေးလေးမာနတကိုကိုမကြွနေကိုနှင်းချအမြင်နေလောဘအပူလိုမလိုက်ကိုထိုက်ကြနေချီနဲ့လေးကိုပေါ်ပြူမှုသူချီစုအထူးတည်တဲ့စီကောင်းကျိုးစင်ပွားမြတ်တရားနာကြမပြတ်ပြီအေဒါမဗုဒ္ဓဝါရကမ္မမင်္ဂလာတွေဝိစာနေထိုင်ရခတ်သိစိတ်ကိုချုပ်ထင်းတိခံလေးကျိုးကြောင့်ပြမျိုးဆုံးမစကားပြောစားလာကနာလွယ်စီသူမြတ်ပုဂ္ဂိုလ်ဘုသည်များမချာနာတွေ့ဆုံးလေးတဘာဝတွေ့မှန်ကန်ရင်ဆွေးနွေးမပြတ်ပြီအေဒါမဗုဒ္ဓဝါရကမ္မမင်္ဂလာ
ဉာဏ်ပင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလို့ပြင်းနိဗ္ဗာန်ချင်းအလေးပေါက်နိုင်စေအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေစီရင်ချမ်းသာတဘာဝတွေ့ကြုံနေကြလူတိုင်းမေကောင်းစွာနဲ့ပြတ်အဆုံးတွေ့လို့တနေ့စီလေးအမြင်နေလောကဒဏ်ကြုံမပြုံတန်ဖို့မတုံစံနေစိတ်ခိုင်စီတောကကိုထင်ရမသိအင်းငြိမ်းချမ်းသာလေအေဒါမဗုဒ္ဓဝါရကပ္ပမင်္ဂလာတွေ38ပြမင်္ဂလာပန်းကိုလိုက်နာခြင်းသောပန်းသူတွေစီဝါချမ်းသာတတိယတို့လူကောင်းကျိုးစီဝင်တဝေဝေဘေးရန်ကင်းကွာချစ်သူပေါ်လို့ကိုရောစိတ်ရောချမ်းသာမလေးပြောဆိုချမ်းသာဆောင်တဲ့မြအောင်ရမည်ကိန်းသည်အေဒါကြောင့်ပန်းကြစီကြမင်္ဂလာပန်းခိုင်တွေ38ပြမင်္ဂလာတရားတို့ပြပြနေကြကပါကြီးဟိုတိုင်းဒီပြင်းရစိတ်ခင်လို့လူနဲ့လူချင်းတတ်ကနေငြိမ်းချမ်းပါစေအာတိတာနဲ့ဆွမ်းနိုင်ရန်ကကူညီတလေ38ပြမင်္ဂလာတရားရီတာဖြန့်ငါဝေအဖို့တန်နေဗုဒ္ဓ